စီကြောဆိုမကြိုက်ဘူးပြောတဲ့သူကဒီလိုလေးလက်ကြော်ပေးရောစားရရှင်ဘလို့ကြော်လဲပြမယ်လိုက်ကြည့်ပေးဦးနော်ရေဆေးပေးသားချက်အသေးလေးတွေကိုချက်သားမုံရယ်စားရယ်ငြုပ်ကောင်းမုံရယ်နှမ်းစီအနှင်းငယ်ထည့်ပါမယ်ချက်အသေးကြော်လေးမွေးသွားအောင်ချက်သွန်ဖြူရဲ့ဂျင်းရယ်ထောင်းထားတာလေးကိုအရင်ညစ်ပြီးထည့်ပါမယ်ရှင်ပြီးရင်တော့အရသာလေးဝင်အောင်နေပါမယ်တိုဘူးလေးလဲကြော်မှမို့လို့တိုဘူးလေးတွေကိုလည်းအရွယ်တော်လေးကြီးတုံးထားမယ်ရှင်အိုးလေးပူလာပြီဆိုရင်တော့အကြော်ကြော်မှမို့လို့ဟင်းရွက်စီလေးထည့်ပါမယ်စီလေးဆူလာပြီဆိုရင်တော့ဆွမ်းနာလှီးထားတဲ့တိုဘူးတုံးလေးတွေကိုထည့်ကြော်ပါမယ်ဒီအနေထားလောက်ဆိုရင်တော့တိုဘူးကြော်လေးရလို့ဆယ်လို့ရပါပြီနော်စောကတိုဘူးကြော်ထားတဲ့စီလေးနဲ့ပဲကြက်အသေးလေးဆက်ကြော်ပါမယ်ကြက်အသေးလေးကိုကျွတ်လေးစားမှမလို့ဟိုဘက်ဒီဘက်လေးလှန်လှန်ပြီးတော့ကြော်ပါမယ်ကြက်အသေးလေးတွေအညူရောင်လေးတန်းလာပြီဆိုရင်တော့ချလို့ရပါပြီနော်အခုဆိုရင်တော့အရန်ကိုစားကောင်းပြီကျမကြီးလည်းညီညွတ်တဲ့ကြက်အသေးနဲ့တူဦးကြော်လေးရပါပြီနော်ဆော့ကတော့နှစ်သက်ရနဲ့တွဲစားလို့ရပါတယ်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါအားလုံးပဲတက်တာ